မင်္ဂလာပါညီကိုများကျွန်တော်ချင်းမင်း football channel လေးကနေပြန်လည်ကြိုဆိုပါရစေဒါကျွန်တော်တို့ကဘာဖလားအုပ်စုပွဲတွေကိုဘယ်တင်းတက်မယ်ဘယ်တင်းရတော့ဒီလှည့်ပြန်နိုင်နေဆိုပြီးတော့ခံမှန်းမယ်ဆိုပြီးတော့ကျွန်တော်အရှိရနေဗီဒီယိုတစ်ပုဒ်လေးလုပ်ထားတယ်ပေါ့နော်ဗီဒီယိုလေးတစ်ပုဒ်မှာအုပ်စု A ကြောင်းကျွန်တော်အမြင်လေးဆွေးနွေးပြသွားပြီးဒါကျွန်တော်တူးရဲ့အမြင်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့မှားကောင်းလဲမှားနိုင်တယ်မှန်ကောင်းလဲမှန်နိုင်တယ်ဒါဟာကျွန်တော်အမြင်လေးကိုပဲညီကိုရင်းနဲ့တူဝေမျှတာပါအခုအလှည့်ကျလာတာကတော့ကဘာဖလားအုပ်စု B အုပ်စု B မှာပါဝင်မဲ့အသင်းတွေရတော့အင်ရှင်ကနေဒါပါမယ်ဥရောပတိုက်ကဆွစ်ဇာလန်ပါမယ်အာရှတိုက်ကကာတာပါမယ်ပြောက်ရှင်ဥရောပတိုက်ကပဲဘော့စနီးယားပါမယ်အဲ့တော့ကျွန်တော်အင်ရှင်ကနေဒါအနေစပြီးပြောကြည့်ရအောင်ကျွန်တော်အင်ရှင်ကနေဒါမှာဟိဆိုလို့ရှိရင်တော့ဒီအာကိုဝမဲ့ကစားသမားက2ဦးရှိမယ်ဒါပရိသတ်တွေနဲ့လည်းမစိမ့်တဲ့လူတွေပေါ့နော်အဖူဆိုဒေးဗီရဲ့ဂျွန်နသန်ဒေးဗစ်ကနော်အဖူဆိုဒေးဗစ်ဆိုလို့ရှိရင်ဘိုင်ယန်မြူနစ်ကကစားသမားဂျွန်နသန်ဒေးဗစ်ဆိုလို့ရှိရင်ဂျူဗင်တက်ကကစားသမားဒီကစားသမားတွေရဲ့ပွဲအဖြစ်ကိုပြောင်းလဲနိုင်စမ်းရလဲဒါဒီအုပ်စု B မှာစောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်ပြောရလို့ရှိရင်ကနေဒါအင်ရှင်ပရိသတ်ရှိမှကစားရမယ်ဒါဟာလဲအားတာချက်တစ်ခုပဲဘယ်လိုပြောမလဲကိုပရိသတ်ရှိကိုမြေပေါ့နော်ကိုမြေကိုလူမျိုးရှိမှကန်ရတဲ့ဒီ feeling အားကြတော့လဲမိုက်တယ်လေနော်အဲ့တော့ကြောင့်မလို့ဒါဟာလဲအားတာချက်တစ်ခုပဲပြောလို့ရှိရင်တို့ကကောင်းတာအသက်ရန်ကောင်းတယ်ကောင်းတဲ့ရန်ကောင်းတယ်အတင်းလိုက်စုစည်းမှုအားကောင်းတယ်အဲ့ဒါတွေကကနေဒါရဲ့အားတာချက်တွေဖြစ်တယ်အဲ့တော့အဲ့လိုအားသာချက်တွေကိုဒီစူးစီးပြီးတော့လားသူတို့တေချာလေးအသုံးချနိုင်မယ်ဟေးဆိုလို့ရှိရင်တော့သူတို့ကနေဒါဘောလုံးတင်းသမိုင်းမှာမရဘူးတဲ့ဒါအုပ်စုကနေပထမဆုံးတက်တဲ့အချိန်ဆိုတာလဲဖြစ်နိုင်တယ်ပြောလို့ရှိရင်ကနေဒါကသူ့ရဲ့သမိုင်းတစ်ချောင်းမှာကမ္ဘာဗလား2ချိန်ဝင်ပြိုင်မှုတယ်2ချိန်လုံးအုပ်စုကနေလှည့်ပြန်ရတယ်ပြောလို့ရှိရင်2ချိန်လုံးအမှတ်မရပဲနဲ့ကိုလှည့်ပြန်လာတာအုပ်စုမှာနောက်ဆုံးပိတ်0ဆိုတဲ့နဲ့အခြေအနေနဲ့လှည့်ပြန်လာရတယ်ဒီအခြေအနေတွေကိုကျွန်တော်တို့ကကိုမြေကိုပြိသက်ကိုကွင်အရှိမကန်ရတဲ့အခြေအနေမှာအများကြီးပြောင်းပြန်လှန်ပြစ်နိုင်စွမ်းရှိမယ်လို့တော့ကျွန်တော်ကထင်တယ်အဲ့အတွက်ကြောင့်မလို့ဒီအုပ်စုဒီ2026ကမ္ဘာဖလားမှာအုပ်စု B မှာတော့ကနေဒါကိုကျွန်တော်နည်းနည်းလေးအုပ်စုကတက်မယ်လို့မျှော်လင့်တယ်ဘယ်လိုအခြေအနေနဲ့တက်မလဲဆိုတော့အုပ်စုဒုတိယလောက်နဲ့တက်မယ်လို့တော့ကျွန်တော်မျှော်လင့်နေပါတော့မျှော်လင့်နေကျွန်တော်ခံမှန်းချက်ကတော့ကနေဒါအုပ်စုဒုတိယလောက်နဲ့တက်နိုင်တယ်ဘာကြောင့်လဲဆိုတော့ကိုမြေကိုပြိသက်ရှိမှကန်ရတဲ့ပွဲမျိုးမှာတော့ဒါညာကြီးလုံးနိုင်စွမ်းရှိမယ်လို့ထင်တယ်အထူးသဖြင့်တို့ရဲ့ဒီမြန်နှုံးဖြင့်တိုက်စစ်စွမ်းအားတွေပြောရှင်ကောင်းတာအရန်ကောင်းတာတွေအဲ့လိုမျိုးပေါ့နော်ပွဲဖြစ်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားသမားတွေပါဝင်နေတာတွေဖြစ်တဲ့ကြောင့်မို့လို့အခြားအသင်းတွေထားနည်းနည်းလေးအခြေအနေများကောင်းမလားပေါ့နော်အဲ့ဒါလေးအဲ့ဒီချက်ကိုဒါထည့်သွင်းစဉ်းစားမယ့်ချက်ဒါကနေဒါပေါ့နော်ပြောလို့ရှိရင်တော့ဆွစ်ဇာလန်ကတော့ရှင်းပါတယ်ကျွန်တော်တို့တော်တော်များများပရီးမီးယားလိဖန်နေဆိုလဲတည်တယ်ဥရောပကစားသမားတွေတော်တော်များများနဲ့ဖွဲ့စည်းထားတယ်အသင်းကြီးမှာတချို့တွေဆိုလို့ရှိရင်အသင်းကြီးမှာကစားတဲ့ကစားသမားတွေလည်းပါဝင်နေတယ်ပြီးတော့ဒီအုပ်စုမှာဟိဆိုလို့ရှိရင်ဆွစ်ဇာလန်ကခေါင်းတစ်လုံးပူတာနေတယ်ဘာကြောင့်လဲဒါကျွန်တော်မြင်ပေါ့နော်ကျွန်တော်မြင်ရတော့ဒီအုပ်စုမှာအခြား3တင်းထက်ဆိုစလားခေါင်းတစ်လုံးပူတာတယ်ဘာတွေအားတာလဲသူတို့တင် iconic ဖြစ်ဆုံးပြောပါဟိဆိုလို့ရှိရင်တော့ဘောလုံးဆယ်ကတော့ရှာကာဆန္ဒလမ်းမှာဘယ်လောက်ကောင်းလဲဘယ်လောက်ထမ်းတင်ထားတယ်ဘယ်လောက်ထိဥဆောင်နိုင်စွမ်းနေကောင်းလဲဆိုတာဒါပရီးမီးယားလိပြည်သက်တွေအကုန်လုံးသိဆုံးနော်ဆန္ဒလမ်းလို့အသင်းမှာတော့စာကာတောက်ပနေစေတောက်ပစေကျွန်တော်တို့ရဲ့အာဆင်နယ်ရဲ့အသင်းကောင်းဆောင်ဟောင်းကျွန်တော်တို့ကလည်းချစ်တယ်သူ့ရဲ့ဒီမန်တယ်ပိုင်းနေလုံးဝ strong ဖြစ်တဲ့ကစားပုံကြီးသိရမလားအဲ့လိုငါးတင်သားကိုမထိနဲ့လုံးဝငါးတင်သားရှိမှကာပါလုပ်မယ်ဟဲ့ဆိုတော့ကစားသမားမျိုးဖြစ်တဲ့ကြောင့်မို့လို့ဒါသူကဒီကဘာဖလားမှာလည်းဆက်ပြီးတောက်ပေါက်မယ်လို့ထင်တယ်ပြောလို့ရှိရင်အကန်ကြီးခံစစ်မှာဟေ့ဆိုရင်အကန်ကြီးဆိုလဲဒါဘာဖြစ်ဖြစ်ဒီခံစစ်တန်းလုံးမှာဟေ့ဆိုလို့ရှိရင်အတွေ့အကြုံများတယ်ဥဆောင်နိုင်စွမ်းရှိတယ်အဲ့တော့ကြောင့်မို့လို့ကျွန်တော်တို့ကဆွစ်ဇာလန်ကတော့ဒီနောက်တစ်ဆင့်ကိုအုပ်စုပထမနဲ့တက်မယ်လို့ထင်တယ်သူရဲ့အားသာချက်တွေကတော့ဆွစ်ဇာလန်ကလည်းအတင်းလိုက်ကစားပုံအရန်ကောင်းတယ်ခံစစ်မှာကအမှားနေတယ်ဒီကခံစစ်အမှားရန်နေတယ်ပြောလို့ရှိရင်ကြိုင်ပွဲအတွေ့အကြုံရန်များတယ်ဟုတ်နော်ကြိုင်ပွဲအတွေ့အကြုံရန်များတယ်ပြီးရင်ခေါင်းဆောင်ကောင်းတွင်းလဲမှာဆိုရှင်ရှာကာလိုမျိုးခေါင်းဆောင်ကောင်းရှိမယ်ခံစစ်မှာဟိဆိုလို့ရှိရင်အကန်ကြီးလိုမျိုးခေါင်းဆောင်ကောင်းရှိမယ်အဲ့တော့ကြောင့်မို့လို့သူကဒီနောက်3တင်းထက်ခေါင်းတစ်လုံးပူတာနေလို့ခံစားရတာဒါပေမဲ့ဘာလေးအားနေလဲဟိဆိုလို့ရှိရင်တိုက်စစ်ပိုင်းကနည်းနည်းလေးအားနေတယ်ဝိဖြစ်တယ်ပေါ့နော်တိုက်စစ်ပိုင်းနည်းနည်းလေးဝိဖြစ်တယ်အထူးသဖြင့်သူတို့ကဒီအနောက်ကနေလိုက်ကစားရတဲ့အခြေအနေမျိုးနောက်ကနေလိုက်ကစားတဲ့အခြေအနေမျိုးဆိုတာဘယ်လိုမျိုးဆိုလိုလာလဲဆိုတော့ဗျဥမာပေါ်ထားပါဆိုသူနဲ့ကနေဒါနဲ့တွေ့ပြီးကနေဒါ1စီးနဲ့သူ့ကိုစားပြီးတော့ဥဆောင်သွားပြီဟေ့ဆိုလို့ရှိရင်သူကအနောက်ကနေလိုက်ကပြီဟေ့ဆိုလို့ရှိရင်နည်းနည်းလေးတိုင်ပတ်တတ်တယ်သူအဲ့ဒါလေးကပြင်နိုင်မယ်ဟေ့ဆိုလို့ရှိရင်တော့ဒါဆွစ်ဇာလန်ကဘယ်လိုပဲဖြစ်ဖြစ်
ဟိုတက်တာနဲ့ပေါ့နော်ဟိုအရင်မခက်ခဲပဲနဲ့အုပ်စုပထမနဲ့အုပ်စုကနေကျွတ်မယ်လို့တော့ကျွန်တော်ကတော့ခံမှန်းတယ်ယုံကြည်ထားတယ်ဆွစ်ဇာလန်ကိုဒီအုပ်စုပြီးမှဟေးဆိုရင်ကျွန်တော်ဆွစ်ဇာလန်ကိုကြိုက်တယ်ဆွစ်ဇာလန်ကိုအားပေးမယ်ပေါ့နော်ဒီတတိယမြောက်အတင်းကတော့ဘော့စနီးယားကတော့ဒီ2016ကမ္ဘာဖလားမှာပြည်သက်တွေမြန်ပုံကျိုးခံရမယ်အတင်းလို့တော့ထင်တယ်ဘာကြောင့်လဲဆိုတော့ဟိုသူကခြေစစ်ပွဲမှာအီတလီကိုဖြုတ်လာတာဆိုတော့ပေါ့နော်အီတလီကိုဖြုတ်လာတာဆိုတော့ဒါအီတလီဖန်တွေကတော့ဘော့စနီးယားဟေးဆိုလို့ရှိရင်ဒါနည်းနည်းလေးပေါက်ကွဲကြမယ်လို့တော့ကျွန်တော်ထင်ပါတယ်ပြီးတော့ဒါလည်းဖြစ်ပေါ့နော်ဖြစ်ချင်မယ်ဆိုလည်းဖြစ်လောက်တာပဲလေဘာလို့လဲဆိုတော့ဟိုဘောကဘာဖလားမှာကွာအီတလီကိုမြင်ရတယ်ဘော့စနီးယားကိုမြင်ရတာကမတူဘူးပေါ့နော် feeling ချင်းရကြတော့ဒါပေမဲ့ဘော့စနီးယားလည်းဒါထိုက်တန်လို့ဒီအုပ်စုကိုရောက်လာတာဒါသူတို့ရဲ့ဒီခြေသွမ်းကလည်းတကယ်ထိုက်တန်လို့ပဲအုပ်စုရောက်လာဖြစ်တဲ့ကြောင့်မလို့တိုင်းငယ်ကြတော့မရှိပါဘူးဒါအီတလီလည်းဒါသူ့ရဲ့အမှားတွေသူအစမပြေတာလေးတွေကြောင့်ဘော့စနီးယားဟိုမနိုင်မင်းနဲ့ခြေစပွဲအနေကြံခဲ့တာဖြစ်တဲ့ကြောင့်မလို့ဒါကတော့ဘယ်လိုမပြုမိမှုပေါ့နော်အဲ့တော့ကြောင့်မလို့ဒါဟိုလူကိုမုံနေဒီလူကိုမုံနေတော့လုံးမလို့တော့မရဘူးပေါ့လေဒါပေမဲ့ဒါကျွန်တော်ဟာတာလေးပြောတာပါဘော့စနီးယားလို့ဟာဖြစ်လိုက်တော့အီတလီဖန်တွေများပေါက်ကွဲနေကြမလားပေါ့နော်ဟုတ်ထားပါတော့ဘော့စနီးယားရဲ့အားတာချက်ကိုပြောမယ်ဟေးဆိုလို့ရှိရင်အရမောင်းဒီထွားကြိုင်းနဲ့ဒီလား physical အားပြုပြီးကစားတဲ့ကစားသမားတွေများတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီခန္ဓာကိုယ်ဖွဲ့စည်းပုံကကြတော့အခြားဟို3သင်း3သင်းထပ်စားလို့ရှိရင်သူတို့ကခန္ဓာကိုယ်ဖွဲ့စည်းပုံနည်းနည်းလေးကြီးတယ် physical အားပြုပြီးကစားတယ်ပြောရှင်စက်ပီတွေမှာအရန်ကောင်းတယ် corner တို့ free kick တို့ပေါ့နော်ဒီကျွန်တော်တို့ဒီထောက်ကံဘောတို့အဲ့ပိုင်းနေမှာဘာလို့ဆိုတော့သူတို့ကဒီအရမောင်းမြင့်တဲ့ကြောင့်မဟုတ်လို့သူတို့အားတာတဲ့ဒီချက်ကအရမောင်းမြင့်တဲ့ဖြစ်တဲ့ကြောင့်မဟုတ်လို့စက်ပီတွေကိုအားကိုးပြီးကစားတယ်ပြောရှင်ဒီစီကိုလိုဝိုင်းတိုက်စစ်မှုကြီးပါတယ်နော်ဒီစီကိုကောင်းခဲ့ခြင်းတော့ဘယ်လောက်ကောင်းလဲဆိုတာဒါကျွန်တော်တို့ဟိုမျက်မြင်တွေ့ပြီးသားပဲလေမန်စီးတီးမှာဆိုလဲသူအရန်ကောင်းတယ်ဒါနည်းနည်းလေးအသက်အရွယ်ပိုင်းကအကြဘက်ကိုရောက်လာပြီဆိုပေမဲ့လည်းဒါဒီချိန်ဒီမှာတော့သူကဘော့စနီးယားကိုဥဆောင်နိုင်စွမ်းရှိတယ်အဲ့အတွက်ကြောင့်မလို့ဒါဘော့စနီးယားကလည်းဒီအုပ်စုမှာအုပ်စုတတိယနဲ့အကောင်းဆုံးအုပ်စုတတိယနဲ့တက်သွားနိုင်မယ်လို့တော့ကျွန်တော်ခံမှန်းတယ်အဲ့လိုလည်းကျွန်တော်ထင်တယ်ပေါ့နော်အားနည်းချက်ကတော့ဟိုဘယ်လိုပြောရမလဲတသိန်းလုံးမှာပြောပြပါဟဲ့ဆိုလို့ရှိရင်ပေါ့ဒီစီကိုတယောက်ပဲကျွန်တော်တို့ကပြလို့ရမှာဒီဘော့စနီးယားမှာမင်းဘယ်လိုသိလဲကွာဒီတင်းကဘယ်လိုလဲဆိုလို့ရှိရင်ဒါကျွန်တော်ဒီစီကိုတယောက်ပဲရှိမယ်ပွဲဖြေကိုပြောင်းလဲနိုင်စွမ်းဟိုအများကြီးမရှိဘူးပေါ့နော်ကစားသမားတွေအဲ့လိုမျိုးအများကြီးမရှိဘူးပြောလို့ရှိရင်ညံနှုံးမြင့်အသေးနေနဲ့တွေ့ရင်သူတို့ကလေးတော့ဒီဘယ်လိုပြောမလို့ဟိုလင်းမြန်နဲ့တစ်ဖက်တည်းအစ်ဆင်လာပြီးဟေ့ဆိုလို့ရှိရင်ဘော့စနီးယားခံစစ်ကအရန်မှားများတယ်အဲ့ဒါတွေကဘာမှပြဿနာဖြစ်နိုင်လဲဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ကနေဒါနဲ့တွေ့ကြပြီဆိုလို့ရှိရင်ဒါအဖိုဆိုဒေးဗစ်တို့ဂျွန်နသန်ဒေးဗစ်တို့ကအရန်မြန်တဲ့ကစားသမားတွေပွဲအဖြစ်ကိုချက်ချင်းစက္ကန့်ပိုင်းအတွင်းမှာဒီလားအပြောင်းလဲလေးတစ်ခုလေးအတွင်းမှာပွဲရလက်ကိုချက်ချင်းပြောင်းလဲနိုင်ဆောင်ရှိတယ်အဲ့လိုသိနေကြလို့ရှိရင်ဘော့စနီးယားအဆင်မပြေတော့ဘူးအဲ့ဒီပိုင်းလေးတွေကိုပြင်ဆင်လာမယ်ခံစစ်အမှားလေးတွေကိုသူတို့ပြင်ဆင်လာမယ်ပြောလို့ရှိရင်ဒီကြစ်လက်နဲ့ခံစစ်ကအမှားနေပြီးတော့အာယုံစူးစိုက်မှုအပြည့်နဲ့ကစားနိုင်မယ်ဟေးဆိုလို့ရှိရင်တော့အကောင်ဆုံးတတိယကိုကျွန်တော်တို့မျှော်လင့်လို့ရတယ်ပေါ့နော်အောင်တရားကိုညွှန်လင်းလို့ရတယ်။အောင်တရားနဲ့ပဲတတ်သွားနိုင်မယ်လို့ပဲထင်တယ်ပေါ့လေ။နောက်ဆုံးတင်ကတော့ကာတာကတော့ထွေထူးထူးသိပ်ပြီးတော့ပြောစရာတော့မရှိပါဘူး။ကာတာမှာပြောစရာဆိုလို့ပြီးခဲ့တဲ့2020နဲ့ကမ္ဘာဖလားမှာအင်ရှင်ဖြစ်သူတို့ကကျင်းပတယ်။ကျင်းပရတော့ကြောင့်မလို့ဒါအင်ရှင်ပေးသောမှောက်ချိန်မှာကန်တယ်။ဒါတော့ပဲအခြားဒီ record ကောင်းတွေကာတာကနေထူးထူးခြားခြားလုပ်ပြခဲ့တဲ့ပွဲတွေရယ်ဆိုပြီးတော့ကျွန်တော်တို့ဒီပါအများကြီးဟိုပြောပြကြတော့မရှိဘူး။သူ့မှာကတော့အာရှချန်ပီယံဖြစ်မှုတဲ့အတွေ့အကြုံရှိတယ်ပေါ့နော်အတင်းလိုက်နားလည်မှုကစုဖွဲ့မှုကကောင်းတယ်ဒါတော့ပဲအားနည်းချက်ကတော့သူရွေးလာတဲ့26ယောက်ပေါ့နော်ကစားသမား26ယောက်လုံးမှာ25ယောက်ကကာတာပြည်တွင်းလိမှာကစားနေကစားသမားတွေကြီးပဲတယောက်လောက်ပဲလားစပိန်ဟုတ်တယ်တယောက်လောက်ပဲပါတယ်စပိန်အဲ့ဒါတော့စပိန်ရဲ့ဒုတိယတန်းမှာကစားနေကစားသမားတယောက်လောက်ပဲပါတယ်အဲ့တော့ဟိုဥရောပဒီအခုကျွန်တော်ဆွစ်ဇာလန်တို့ဘော့စနီးယားတို့နဲ့ရှင်မယ်ကနေဒါတို့နဲ့ရှင်မယ်ဟေးဆိုရှင်အိုင်ကွန်နဲ့ကစားသမားတွေမများဘူးအတွေ့အကြုံနည်းတယ်ပေါ့နော်အတွေ့အကြုံနည်းတယ်ကြောက်ရှိရင်ဟိုဒီလိုလက်တင်းကြီးနဲ့ရှင်ကန်ရမယ့်နေရာမှာအတွေ့အကြုံကလည်းအများကြီးစကားပြောတော့ကြောင့်မလို့အတွေ့အကြုံနည်းတယ်ခံစဉ်ပိုင်းမှာကသူတို့ဖိအားတွေအများကြီးပေးလာပြီဆိုလို့ရှိရင်သူတို့ကအမှားပုံများတတ်တယ်အဲ့တော့ကျွန်တော်တို့ကအခုတွေ့ရမယ့်အသင်းတွေကလည်းကနေဒါဆိုလဲဒါလျင်မြန်တဲ့တိုက်စစ်နဲ့ဒီပွဲအဖြစ်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားသမားမျိုးတွေပါတယ်ဆွစ်ဇာလန်ဆိုလို့ရှိရင်လည်းထုံးလေးကောင်းမယ်စုပွဲမှုအကောင်နဲ့ကွင်းလေကိုထိန်းချုပ်ပြီးတော့လုံးဝအတွေ့အကြုံရင်း
အသင်းအနေနဲ့ဖြစ်တယ်ပြီးရင်ဘော့စနီးယားကကျွန်တော်တို့အခြားတင်းနေရှင်လို့ရှိရင်အားနေတယ်ဆိုပေမဲ့ကာတာထက်တော့သူကတာသေးတယ်လေအဲ့လိုမျိုးဆိုတော့သူကဒီအုပ်စု B မှာတော့ကာတာကကျွန်တော်ကတော့အုပ်စုနောက်ဆုံးအဆင့်နဲ့လှည့်ပြန်မယ်လို့ခံမှန်းတယ်အုပ်စုပထမကတော့ဒီတင်းမှာဒီအုပ်စုမှာဆွစ်ဇာလန်ရမယ်အုပ်စုဒုတိယကတော့ကနေဒါကိုရမယ်လို့ကျွန်တော်ထင်တယ်ပြီးရင်အုပ်စုတတိယကတော့ဘော့စနီးယားအကောင်းတတိယအသင်းနေနဲ့နောက်တစ်ဆင့်ကိုတက်မယ်ကာတာကတော့ဒီအုပ်စု B ကနေလှည့်ပြန်မယ်အသင်းလို့ကျွန်တော်ခံမှန်းပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ဒီခံမှန်းမှုလေးတွေကိုသဘောကျရတယ်ဒါမှမဟုတ်အမြင်လေးတွေကိုဆွေးနွေးခြင်းနဲ့ဟေ့ဆိုရှင် comment မှာလည်းဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော် channel လေးကိုလည်း subscribe မလုပ်ကြသေးလို့ရှိရင် subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးညီကိုပဲအုပ်စုဒုတိယစီခံမှန်းနေလိုက်ကြမှာပြန်လည်ဆုံတွေ့ကြမယ်နော်